ကျွန်တော်တို့အားလုံးဟာပျော်ရွှင်မှုကိုရှာဖွေရင်းနဲ့ပဲဘဝကိုကုံဆုံးနေကြတာပါဒါပေမဲ့ငါဘယ်တော့မှမပျော်နိုင်တော့ဘူးလားလို့ကိုမေးဘူးသလားသိပ္ပံပညာရှင်တွေရဲ့အဆိုအရပျော်ရွှင်မှုဆိုတာကံကောင်းမှရတာမဟုတ်ပဲကိုယ်တိုင်ဖန်တီးယူလို့ရတဲ့အရာတစ်ခုဖြစ်နေတယ်ဆိုရင်ရောခင်ဗျာယုံကြည်နိုင်မလားကျွန်တော်တို့ပျော်ရွှင်မှုကိုအဓိကအဖြစ်အမျိုးအစားနှမျိုးခွဲခြားနိုင်တယ်ဗျ။တဘာဝအလျောက်ရရှိတဲ့ပျော်ရွှင်မှု natural happiness နဲ့ဖန်တီးယူတဲ့ပျော်ရွှင်မှု synthetic happiness ဆိုပြီးတော့ပါဗျ။တဘာဝအလျောက်ရရှိတဲ့ပျော်ရွှင်မှု natural happiness ဆိုတာကကျွန်တော်တို့မျှော်လင့်ထားတဲ့အရာတွေဖြစ်လာတဲ့အခါရတဲ့ပျော်ရွှင်မှုမျိုးပေါ့။ဥပမာဗျာယာတုတတ္တာတို့လားစာတိုးတာတို့ဒါမှမဟုတ်ကိုချစ်တဲ့သူနဲ့လက်ထပ်ရတာမျိုးကိုဆိုလိုပြီးဖန်တီးယူတဲ့ပျော်ရွှင်မှု synthetic happiness ဆိုတာကတော့ပိုစိတ်ဝင်စားဖို့ကောင်းတယ်ဗျ။အခြေအနေတွေကကိုဖြစ်ချင်တယ်လို့ဖြစ်မလာတဲ့တိုင်အောင်မိမိရဲ့အတွေးအမြင်နဲ့ကိုးစားအားထုတ်မှုကြောင့်ရရှိလာတဲ့ပျော်ရွှင်မှုမျိုးပဲ။ Harvard သုတေသနတွေဆိုရဒီပျော်ရွှင်မှုမျိုးလုံးဟာအရေးသွေးတူကြိုပဲလို့ဆိုတယ်။ခေါင်းရှုပ်သွားရင်အကြမ်းပြင်းပဲမှာထားဗျ။ပျော်ရွှင်မှုမှာနှမျိုးပဲရှိတယ်။တဘာဝအလျောက်ပျော်ရွှင်မှုရဲ့ကိုယ်တိုင်ဖန်တီးယူရတဲ့ပျော်ရွှင်မှုရဲ့ဆိုပြီးတော့ပေါ့။ဒါဆိုလုံလောက်ပြီ။ဆက်သွားရအောင်ဗျာ။